ကဲအားလုံးမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးမှာဆိုကျွန်တော်ခုနေ့မှဆွေးခဲ့တဲ့ကိုရော့ဂါဒန်ထပ်ဆောင်လာပဲဖြစ်ပါတယ်ဒါကျွန်တော်ကိုရော့ဂါဒန်မနေ့မှကိုရော့ဂါဒန်ဆိုဗီဒီယိုလေးတင်ပြီးပြီဒီနေ့လည်းထပ်တင်ပါမယ်ကျွန်တော်ဒါနည်းနည်းနာမနေ့ကလောက်လာနည်းနည်းနာမတိဆော့ထားသေးဗျာကွန်မွန်ဦးတော့ရနေဟိုဗီဒီယိုမှာရနာမသိဘူးဗျာခင်စတော်ဘယ်ရီဟန်တော့စိုက်ထားတာရောခင်ရဲ့ချစ်တီရောကြီးလာပြီမိုက်စတော်ဘယ်ရီတီကူမှာမယ်ပြင်တရောင်းစားမယ်အဲ့ခါကျမှကျွန်တော်ပတ်စံရမှာအတီးဝင်မှာပတ်စံပြန်ရအဲ့လိုနည်းနဲ့လုပ်ရမယ်ဗျโอเคဒီနားလေးကဟာနေနဲ့ထက်တော့ခူရဒါလေးဆက်ခူရမယ်ပြီးကျွန်တော်တောင်းရောက်စားကြရအောင်ဗျာပတ်စံဘယ်လောက်ရအောင်ကျွန်တော်အများကြီးခူးထားတယ်လို့ထင်တယ်အများကြီးခူးထားဆိုကျွန်တော်ပတ်စံနဲ့အများကြီးကြတော့ပါဒီဘက်ကဟာလေးကူမယ်story quest တော့ပြီးသွားတယ်တောင်းရောက်စားရအောင်ပတ်စံဘယ်လောက်ရမလဲဟိ1.456 ကီဆိုပါ1560ဘာရောင်းနေလဲမသိဟဲ့စမ်ကြီးမင်းဘာရောင်းနေရောဟာဟောလောင်ဦးလေဘာကောင်းတာရှိတော့လားကွာမင်းကကောင်းတာလေးလဲရောင်းဦးမှာပေါ့ခါblueberry လေးဝယ်ပါမယ်အပင်နေနဲ့စိုက်ပြီးဆိုတော့ကျွန်တော်တို့ဒီကိုတွက်ပြရင်လိုက်ကြရအောင်ကဲခင်းချင်ကြီးလေရောင်းရမယ်အကုန်ရောင်းရမှာမဟုတ်ဘူးလေကွာဒါရပါရဟိုဒါမင်းဟွာကွာကလင်းနဲ့ဟိုင်ဒါ quest တွေလုပ်တဲ့ဟာလေငါဆို quest တခုပြီးလိုက်အော်ဟိုင်နေသေးပါဟာဘာရလဲဘာရတော့အော်ဒီမကလင်းနဲ့အော်ဒါလေးရတာအဲ့ဒါဘာလို့လူရဒါတွားရောင်းရရောင်းစားရဒါမပစ္စည်းဝယ်ရတာလားဟိကိုက်ကပါရောlevel 02အောက်တို့ပါဒါရပတ်ကြီးကျွန်တော်မှရှိရပတ်တယ်ကျွန်တော်ပတ်ကတခုမှမရှိစားပတ်နေဆိုင်အောင်မစိုးပြမိုက်ကဲဒါလေးထောက်ရလိုက်စခုရလိုင်းကိုမကောင်းဘူးကွာ The bus store has restarted store short တွေပြန် start တာပစ္စည်းအစ်စ်တွေတင်နေကဲကျွန်တော်တို့ရေဒါလေးပဲတက်ခူးပါမယ် strawberry ကအများကြီးပဲဆိုတော့ strawberry အများကြီးခူးရမှာကွကျွန်တော်တို့အပင်သိမ်းရအောင်ပတ်စံနေစစ်လိုက်ကြရအောင်ဗျာ A few moments later ကဲအိုးလေရငနေနေနဲ့လှုပ်နေပြီဟဲ့ဂိမ်းထဲမှာပြောရနော်ပတ်စံနဲ့4000လောက်ရှိဆိုတော့4000ရှိရအောင်အကြိုက်ဖြစ်ဒီမှာဘာရှိအောင်โอเคဟိုဘက်တော့ဟိုင်းတိုင်ကောင်မလာစိန်ကြထိုင်နေပါတယ်လို့ဟိုဘာ craft ခိုင်းတာလည်းမသိတွားကြည့်လိုက်ရအောင်အဲ့ဆိုင်လိုရလားsprinkler
ပြင်တာ SC ကကျွန်တော်ယူလို့ရတယ်ရှောင်းနေခေပါဘာငလင်းကငလေးလောက်တာဘာရတာဒီရိတ်ခါရမ်းနဲ့ပြန်လှည့်မယ်တိုင်းခူးရမယ်ဘယ်ရီတီလေကြီးနေပြီထင်တယ်ကျွန်တော်ထင်ကျွန်တော်တို့စီအစ်စ်လေးတောင်းဝင်ကြရအောင်စီအစ်စ်မြောက်ကြီးကျွန်တော်အသီးတွေကိုအရင်ရောင်းရမယ်အသီးရောင်းမှပတ်စံရမှာကျွန်တော်လေထုံပြီးလှုပ်ရှားနေရတာဗျကြိုးစားနေကဲစံကြီးဘာရောင်းတော့ကောင်းလေးရောင်းစမ်းမှာကွာငါဝယ်နိုင်တဲ့ဟာတွေပေါ့ဒီကဘာကြီးရောဝါဘနာနာရှိတယ်ဝယ်ရပတ်စံမလောက်ဘူးကွာဆိုပတ်စံလေးတော့ရှာရမယ်ဒီဟာလေးနည်းနည်းရနေရပါပြီကဲကျွန်တော်ဥလေးဖောက်လိုက်ကြရအောင်ကောင်းလေးပေါက်ပေါ့ကွာဘာကြီးရောတော့တယ်ဟာခွေးပေါက်တယ်ခွေးရကြီးရောငါတရက်စားတော့တော့ရှိအခု strawberry အရင်ကောလာမယ်berry ဒီရရှိသေးလားရှိတယ်တော့ရောင်းကြမယ်ကွာခွေးကိုမရောင်းမိဘူးတင်တာပဲကျွန်တော် battery ထဲမှာရှိရရခွေးရောပါသွားလားမသိမပါပါစေနဲ့ရမပါဘူးအဲ့ စီရှော့မှာသွားပြီး banana လေးတောင်းဝယ်လိုက်ကြရအောင်banana စီဝယ်လိုက်ကြရအောင်ဟာ pineapple စီတဲ့ဘာဒီကေဆောဝယ်လိုက်မယ်လေ okay ကျွန်တော် pineapple စီလေးသွားဆိုင်လိုက်ကြရအောင်ခွေးလေးပါမွေးမယ် pineapple စီကိုဘယ်နှဆိုင်ရဟုတ်တယ်အဲ့တော့နှဆိုင်ရတော့ကဲခွေးလေးမွေးလိုက်ကြရဟိုမှာခွေးလေးမွေးလိုက်ခွေးရပါသုံးဝင်တော့ကဲအားလုံးပဲဒီဗီဒီယိုလေးတော့ဒီတော့ပါပဲဗျကျွန်တော် channel လေး like subscribe လုပ်ခဲ့ကြပါဦးနော်